မင်္ဂလာပါခင်ဗျာဒါအကိုတယောက်တွေအစင်ထားတဲ့ live ကိုဘက်ထရီပတ်လေးဖြစ်ပါတယ်ခင်ဗျာအဲ့တော့ဈေးနှုန်းလေးပါတစ်ခါလေးပြပြပေးပါမယ်ကျွန်တော်ရှိမှာဒီလိုမျိုးစင်ကန်းယူလည်းရပါတယ်ခင်ဗျာဒါပေမဲ့ randy တော့မပေးပါဘူးเนาะစင်ကတက်နဲ့လုပ်ပေးပါတယ်ခင်ဗျာအဲ့တော့54 AA လေးကိုစာပြောပေးပါမယ်သူမှဆိုရင်ကျွန်တော်တို့က delay 4L 60MB ရာ BMX ကတက်ထားတယ် balancer ကို5A တက်ပေးရပါတယ်ခင်ဗျာဒီနေရာတိုင်းစင်ပြီးဆိုရင်9သိန်း2000ကျပ်ပါခင်ဗျာလိုအပ်တဲ့မီကြုံအိတ်တွေမီကန်ပိုက်တွေကော်ပြားတွေကျိုးတိတ်တွေအကုန်လုံးအပြည့်စုံထည့်ပေးရပါတယ်ခင်ဗျာအခုအနေထားတိုင်းကို9သိန်း2000ကျပ်ပါဒီ125 AA လေးကြတော့အားလုံးစင်ပြီးသား randy မပါပါဘူးခင်ဗျာเนาะစင်ကအပါတိတ်တွေကော်ပြားတွေအပီးစီတာမီနယ်ဘလော့တွေပါအပါ9သိန်း6000ပါခင်ဗျာဒီဘက်20A8 ဘက်ထရီပတ်လေးရတော့ဒီလိုစင်ပြီးသား BMS အပါသူ့မှာတော့ကျွန်တော်ဘဲလန်တော့မထည့်တာဘူးပေါ့နော်3သိန်း9500ပါခင်ဗျာဒီຢာတွေအကုန်လုံးကခြားကြလုံးဝမပါပါဘူးခင်ဗျာနော်ဟုတ်ကဲ့ပါထပ်ပြောပါမယ်ခြားကြမပါပါဘူးဒါစင်ကားတွေပဲပေါ့နော်အဲ့တော့အသေးလေးက3သိန်း9500 20ရိပ်ပေါ့နော်54 A8 က9သိန်း2000 125 A8 က9သိန်း6000ဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီလိုမျိုးစင်ကားတွေလည်းရရင်เนาะအားလုံးတသက်ရဲ့အိမ်ရောက်ရင်တန်းသုံးရုံပဲခင်ဗျာเนาะကေဘယ်လက်တွေကျိုးတွေအကုန်လုံးအပြည့်စုံထည့်ပြီးတော့ဆင်ပေးရပါတယ်ခင်ဗျာဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ